အခုကျောက်ကကြက်ကြီးတကောင်ကိုခွက်မဲကြီးမှာထက်ပြုတ်ပြီးတော့မှစားပလိုက်တယ်အဲ့လိုမျိုးနော်ကြက်ယူပေါ့နော်ကြက်တကောင်ကို black trade ထဲမှာ black trailer ထဲမှာထည့်ပြီးပြုတ်ပြီးစားပလိုက်တယ်အဲ့ဒါပေါ့နော်ဆိုတော့ဗမာစကားမှာဗာလဲဆိုရင်ဗမာစကားအဆိုရှိထားတယ်စောက်လေမျိုးနွယ်ဝေါ့ငါးသွယ်ဖခင်မဲတို့တာဆိုပြီးတော့ဗမာမှာစကားပေးထားတယ်မိဘတွေကကြက်လောက်ပြီးတော့မှသားသမီးတွေမွေးလာတယ်ပြီးတော့ဒီလိုပဲသားသမီးတွေဒီလိုပဲကြက်ကိုတတ်ပြီးစားသလိုသူတို့ကလည်းကျွေးသလိုသူတို့ကလည်းအဲ့လိုကြက်လိုပဲရက်ပြီးသားသမီးတွေရှာကျွေးရတယ်ကြက်ဖလိုကြက်မလိုရက်ပြီးတော့ရှာကျွေးရတယ်ဒါကြောင့်မလို့စောက်လီမျိုးနဲ့ဝေါငါးသွယ်ဖခင်မဲတို့တာဆိုပြီးတော့လေကြက်ဖကျမ chicken ဖဆိုတာကကြက်ဖောက်ပြောတာလေခင်က chicken ကိုပြောတာလေဖခင်မဲတို့တာစောက်လေစောက်ဆိုတာကသားသမီးတွေဟာမလိမ္မာရင်စောက်နဲ့ဆဲရီတိုက်ထွာစရာအကြောင်းရှိတယ်စောက်နားမလဲဘူးအဲ့လိုမျိုးပေါ့နော်စောက်ရုပ်မှာအဲ့လိုမျိုးစောက်လေမျိုးနဲ့တကယ်တော့စောက်နေရမှာစောက်လျှောက်တာပြောတယ်စောက်တယ်သားသမီးတွေလှုပ်ခြုံစေတယ်ဘေးကင်းစေတယ်အစာဝတ်အောင်ကျွေးမွေးတယ်အဲ့ဒီကနေသားသမီးတွေကမလိမ္မာဘူးသိုးတော်တယ်မိုက်ရိုင်းတယ်ရိုင်းဆိုင်တယ်ရိုင်းပြတာကြောင့်စောက်ဖြစ်သွားတယ်စောက်သားသမီးတွေစောက်ဘက်ကမွေးတဲ့သားသမီးတွေစောက်သားသမီးတွေပေါ့နော်အဲ့လိုမျိုးပေါ့အလိမ္မာမရှိဘူးမလိမ္မာဘူးမိုက်ရိုင်းတယ်အဲ့လိုမျိုးပေါ့ဆိုးတယ်အရိုင်းဆိုင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့စောက်လီမျိုးနဲ့ဝေါ့ငါးသွယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဖခင်မဲတို့တာမိဘမှာတာဝန်ယူပြီးထိမ့်သိမ်းကျွေးမွေးခဲ့တယ်အဲ့တော့ဖခင်မဲတို့တာအခုခေတ်မှာnet 100ကျော်ဆိုတော့တအားကြာပြီဆိုတော့ဘယ်ကလေးကဖြစ်သွားလဲဆိုရင်ဟိုအဲ့ဒီမေဒုံမင်းတို့လက်ထက်ကလေးကဒီစာသားကရှိခဲ့တယ်မေဒုံမင်းတို့လက်ထက်ကလေးကဆိုတော့1900ကျော်ကလေးကဒီစကားကရှိခဲ့တယ်အဲ့လိုမျိုးပေါ့နော်အခုနောက်ပိုင်းမှာ2008ရဲ့နောက်ပိုင်းမှာ constitution တွေအကြီးအကျယ်ပြောင်းလဲခဲ့တယ်သူကနိုင်ငံရဲ့နာမည်ပြောင်းတာမဟုတ်တော့ဘူး constitution ရဲ့နာမည်တွေပြောင်းလိုက်တဲ့အခါ constitution တွေကိုပြောင်းတယ်နိုင်ငံရဲ့နာမည်တွေနဲ့တကွသူတို့ကအဝင်ခွင့်ကြဖြစ်အောင်အခုနောက်ပိုင်းဖြစ်လာတော့စကားနဲ့အားလုံးဖိုးဝင်းတွေအကုန်လုံးကိုပြောင်းလဲသွားခဲ့တယ်စောက်လီမျိုးနွယ်စောက်လီဆိုတော့စောက်ဆိုတာကအဲ့လိုရိုင်းဆိုင်နေအခုစောက်လူမျိုးတွေတိတ်ပဲထွက်တာပေါ့နော်ဆိုတော့သို့တော်တဲ့ prostitution တွေများပြားလာတဲ့ခက်ပြီးတော့ယောဂါတွေများလာတယ်စောက်ယောဂါလည်းထူလိုက်တာအဲ့လိုမျိုးပေါ့နော်စောက်လီဆိုတာက area ဤဝဲစောက်ရှေးနောက်တောင်ဆိုတော့တောင်တာစပတ်တောင်လိတောင်အတိတ်ပဲပေါ့နော်လေဆိုတာက air ဆိုတော့အဲ့ဒီ air ထဲကနေပြီးတော့တစ်ဆက်ဥမာအဖြစ်လေတယ် air ဆိုတဲ့နေရာမှာလေတယ်ကလေလိုက်တယ်အလေလိုက်တယ်ကလေကချီနေတယ်ပေါ့စားအဲ့လိုမျိုးပေါ့နော်ပေါ့စားလောက်တယ်ပေါ့စားနေထိုင်တယ်အပြုမှုတွေအကျက်ဇာရိတ်တာတွေပေါ့စားကိုဘဝကိုအလွဲသုံးစားပြက်ဆက်လက်ခအတုံးချတယ်ပြီးတော့အဲ့လိုမျိုးပေါ့သူတစ်ပါးအပေါ်မှာမကောင်းတဲ့အမှုအရာနဲ့လွမ်းမိုးတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့စောက်လီအဲ့ဒါကိုကလေကချီအလေပေါက်လို့ပဲစားအောက်ကြမြက်ပေါက်အဲ့ဒါကိုလေလို့ခေါ်တာပေါ့စောက်လီမျိုးနွယ်ဆိုတာအမျိုးအနွယ်ဒီ relative ကိုပြောတာစောက်လီမျိုးနွယ်ဝေါ့ငါးသွယ်ဝေါ့ဆိုတာကတကယ်တန်တရားဝေါ့ကျွေးတယ်ကိုမွေးလိုက်တဲ့သားသမီးကိုဒုက္ခတအားပေးတယ်ဆိုတာမျိုးအဲ့လိုမျိုးပေါ့နော်ဆိုတဲ့အခါကျတော့စောက်လီမျိုးနွယ်ဝေါ့ငါးသွယ်ဆိုတာကအနောက်ကတတိတဒန်းကြီးပါလာနေတဲ့အဲ့ဒီကလေးကချေမျိုးနွယ်တွေပေါ့ဆိုတော့စောက်လီမျိုးနွယ်ဝေါ့ဆိုတာကဝေါ့ကျွေးပဲနေငါမွေးထားတာလေတကယ်ပဲဝေါ့ကျွေးပဲအဲ့လိုမျိုးပေါ့မွေးလိုက်တာကဝေါ့ကျွေးစောက်လီမျိုးနွယ်ဝေါ့ငါးသွယ်အရေတုန်းကဟုတ်ရှိတုန်းကဖခင်မဲတို့တာကျဖခင်
ဆိုတာကမိခင်အဲ့လိုမျိုးပေါ့ chicken ခင်ဟော kitchen အဲ့လိုမျိုးပေါ့အခင်းအဲ့လိုမျိုးပေါ့နော်ဆိုတော့ဖခင်မဲတို့တာအခုနောက်ပိုင်းမှာပြောင်းသွားတယ် after 2008 2008ရဲ့နောက်ပိုင်းမှာအကုန်ပြောင်းလဲသွားတယ်ဗာလဲဆိုရင်စောက်လီမျိုးနွယ်ဝက်ငါးသွယ်ကြက်ပွဲသားတို့တာဖြစ်သွားတယ်ကြက်ပွဲကြက်ဆိုတာကြက်လူနေတို့တွေဟာလေငါတို့ကြီးကြက်မဟုတ်ဘူးနေတို့တွေကလည်းနောက်ကြက်ဖြစ်ရတယ်ဆိုတော့ကြက်ပွဲကြက်ဆိုတာက chicken ပဲဖြစ်တဲ့ကြက် prostitution ပဲမိဘတွေလည်း prostitution ဖြစ်ခဲ့တယ်ဖခင်မဲတို့တာနောက်ကြက်ပွဲသားတို့တာဖြစ်သွားတယ်ကြက်ပွဲကြက်ပွဲဆိုတာကပွဲနေရာမှာဖွဲဖြစ်တယ်ဩထိုကဲတို့တဖွဲဆိုတော့ရှိသည်ဖြစ်သည် have to be verb ကြည်ရပွဲဆိုတဲ့နေရာက तू ကအတန်ထွက်ဒါပေမဲ့ဖွဲကစာရေးပွဲနဲ့ဖွဲကအတူတူပဲစာရေးနဲ့စကားပြောမှအတန်မတူတာကြောင့်ကြက်ပွဲသားတို့တာကြက်ဖွဲသားတို့တာဆိုတော့သားသမီးတွေကချီကင်ပြန်ဖြစ်တယ်ဆိုတော့အဲ့ chicken ကိုကျုပ်သွားဝယ်လာတယ်စားပြီးတော့အဲ့ဒါကိုစကားကိုပြောတယ်အဲ့ဒါတွေကဘာပေါ်မှာဖြစ်တယ်ရှိတယ်ဖြစ်တယ်ရှိသည်ဖြစ်သည် buff ကြည်ရ have to be hot to hate to ပျက်စီးရောပျက်စီးရပျက်စီးကြောင်းတွေကြက်ပွဲသားဆိုတာကသားသမီးကြက်ပွဲသားတို့တာအဲ့ဒါတွေပေါ့နော်အဲ့ဒါတွေအခုအဲ့ဒါတွေစားပြီးတော့ကျုပ်ကအဲ့ဒါကိုထုတ်ပြောတာပဲအမတ်တရားလေးတွေကြက်နေအောင်